ဒီဖြစ်ဖြစ်လေးဟာကျွန်တော်တို့ရွာရဲ့မြောက်ဘက်အင်းကြီးကုန်းရွာမှာဖြစ်ခဲ့တာပါအဲဒီတော့ကျွန်တော်ကကလေးပဲရှိသေးတော့အိမ်မွားနေအိမ်ရောက်ကိုမစင်းရတဲ့ထိကြောက်ခဲ့ရပါတယ်အသက်20ဝန်းကျင်လောက်မှဆုံးသွားတဲ့ကောင်မလေးတယောက်ကိုပြစ်မှားမိတဲ့လူတယောက်ကြောင့်တရွာလုံးအထိတ်တလန့်ဖြစ်ခဲ့ရတဲ့အကြောင်းလေးပါအားလုံးပဲမင်္ဂလာပါ Polar Creation Channel ကနေကြိုဆိုလိုက်ပါတယ်ဖြစ်ရမှန်ကြောင်းမွဲဖွယ်ရာဇလန်းတို့များကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့ Like and Subscribe လေးလုပ်ပေးသွားကြပါဦးမိတ်ဆွေတို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရမှန်ဇလန်းတွေရှိရင်လည်းရေးသားပေးပို့နိုင်ပါတယ်ကျွန်တော်အကောင်းဆုံးပြန်လဲပုံဖော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါကျွန်တော်အသက်12နှစ်လောက်ကဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးပါကျွန်တော်တို့ရွာရဲ့မြောက်ဘက်မှာအင်းကြီးကုန်းရွာဆိုတာရှိပါတယ်အဲဒီရွာမှာနိုးနိုးဆိုတဲ့အမတယောက်ရှိပါတယ်အဲဒီတော့အမနိုးနိုးကအသက်20ဝန်းကျင်လောက်ပဲရှိရုံပဲထင်ပါတယ်အမနိုးနိုးကလှလဲလှတယ်မိဘတွေကလည်းရွာမျက်နှာဖုံးနေရွာထဲမှာလည်းကုန်းတောင်ကိုင်းပန်းတောင်ကိုင်းအလားပကီးတွေထဲမှာထိတ်ဆုံးရသူပါဒီနေ့မှာတော့အမနိုးနိုးကနေမကောင်းဖြစ်ပြီးဆုံးမသွားခဲ့ပါတယ်နောက်တနေ့မှာတော့အမနိုးနိုးကိုတုတ်တန်ပို့ပြီးမြေမျိုးတကြိုကိုစီစဉ်ခဲ့ကြပါတယ်မိဘရဲ့ဆန္ဒအရမနိုးနိုးကိုဂူသွင်းတကြိုခဲ့ကြပါတယ်မနိုးနိုးရဲ့ဓာတ်ပုံလေးကိုလည်းအုပ်ကူမှာကတ်ထားပါတယ်ကိစ္စတွေအားလုံးပြီးစီးသွားတော့ကာလာသားတွေကြီးပဲကြံခဲ့ကြပါတယ်ကာလာသားတွေကကိုစန်းကျော်ဆိုသူဟာနိုးနိုးလေးအသေးစောလိုက်တာနေတာငါးမိမဖြစ်ရင်ဘလောက်ကောင်းလိမ့်မလဲဆိုပြီးနှုတ်ကထွက်သွားမိခဲ့တယ်သူပြောတာကတော့လူငယ်သဘာဝအရာစားသလိုနောက်သလိုပြောခဲ့မိတာပါဒီစကားကိုကြားတဲ့လူငယ်ကောင်းဆောင်ကိုမြေထွေးရလေစန်းကျော်ဒီနေရာပေါက်ကြတွေပြောရမယ့်နေရာမဟုတ်ဘူးလို့အော်ငေါက်လိုက်ပါလေဒီလိုနဲ့ကိစ္စတွေအကုန်ပြီးစီတော့ရွာကိုပြန်လာခဲ့ကြတာပေါ့အဲ့ဒီညမှာပဲကြက်သီးထားစရာအဖြစ်တွေစပါတော့တယ်ညသကောင်ချေရောက်ပြီးဆိုတာနဲ့တရွာလုံးခွေးဥတန်တွေကြားရပါတယ်အဲ့ဒီချင်းရွာတွေကနေငါးချသွားတဲ့လူတွေကကိုစန်းကျော်ရဲ့အင်ရှင်မှာလူတရက်လောက်ရှိတဲ့ခွေးနဲ့ကြီးမတ်တရက်နေတာမြင်ခဲ့ရတယ်လို့ပြောကြတယ်အိမ်ညာစားပြီးညသကောင်ရောက်ပြီဆိုတာနဲ့ခွေးနှကြီးကကိုစန်းကျော်ရဲ့အိမ်ရှိကိုအမြဲရောက်နေတယ်လို့မြင်းနဲ့ရွာသားတွေကပြန်ပြောခဲ့ကြတယ်။အဲဒီလိုခွေးနှကြီးရောက်လာပြီဆိုတာနဲ့ရွာထဲကခွေးတွေကလည်းလိုက်ဥကြတာပါ။အရန်ကိုကြက်တီးထားကြကောင်းပါလေ။အဲဒီခွေးဥစံတွေကိုလည်းကျွန်တော်တို့ရွာဘက်ကကြားရပါတယ်။အဲဒီတော့ကျွန်တော်အသက်ကငငယ်လေးပဲရှိသေးတော့အိမ်မောကနေအိမ်ရောက်တာမစင်းရဲခဲ့ပါဘူး။တပတ်လောက်ရှိလာတော့အင်းငင်းကုန်းရွာတွေကလူတော်တော်များများခွေးနှကြီးအကြောင်းကိုပဲပြောနေကြတော့တယ်ကြာလာတော့ဒီသတင်းကဘေးနားရွာတွေကြီးပါပြန့်နှံ့ကုန်ပါတယ်။နောက်တစ်ပတ်လောက်ရှိလာတော့ကိုစန်းကျော်လူမြင်ကွင်းကနေပျောက်နေခဲ့တယ်။သူတို့ရင်သွားမေးတော့လေကိုစန်းကျော်ရဲ့မိဟာငါကျော်နေမကောင်းဖြစ်တာ9ရက်လောက်ရှိပြီလို့ပြန်ပြောခဲ့တယ်။ဒီတော့ခွေးနဲ့ကြီးကိစ္စကိုသွေးရိုးသားရိုးမဟုတ်ဘူးလို့အားလုံးကကောက်ချက်ချကြပါတော့တယ်။နောက်တော့ရွာလူကြီးရဲ့အထက်လန်းစရာအဘဦးဖိုးကောင်းရဲ့တခြားလူငယ်တွေကိုကိုစန်းကျော်အိမ်ကိုရောက်ရှိလာခဲ့ကြတယ်။အဲ့ဒီချိန်ကိုစန်းကျော်ကစကားကိုမနှဲပြောနေရပါတယ်။ခန္ဓာကိုယ်ကလည်းဖြူပတ်ဖြူတော်နဲ့မို့အဘဦးဘကောင်းလဲမင်းတို့တွေလွန်ခဲ့တဲ့တပတ်အာသူပါချတော့ဘာတွေလုပ်ခဲ့မိကြလဲလို့မေးပါတယ်ဒါကိုသိထားတဲ့လူငယ်ကောင်းဆောင်ကလည်းသုတ်တံမှာကိုစန်းကျော်နှုတ်ကထွက်လာမိတဲ့စကားကြောင့်အဘဦးဘကောင်းကိုပြန်ပြောလိုက်တာပေါ့အဘဦးဘကောင်းကလည်းတဲမိုက်တဲ့ကလေးပဲသုတ်တံမှာဗဇက်စည်းဆောင်ရတယ်ကွာစန်းကျော်ကိုယ်တိုင်သုတ်တံဆိုင်ရပိုင်ရတွေကိုတောင်းပန်ရတော့မယ်မဟုတ်ရင်တော့တရွာလုံးခိုက်လိမ့်မယ်အဲ့ဒီမှာပဲအဘဦးဖိုးကောင်းကပွဲစီရင်နေလို့ပြီးရွာတွေကလူကြီးလူငယ်အဖွဲ့တွေနဲ့ကိုစန်းကျော်ကိုခေါ်ပြီးတုတ်တံမှာတောင်းပန်တဲ့ပွဲလေးလုပ်ပေးခဲ့ကြတယ်အဲ့ဒီညမှာတော့ခွေးဥတန်တွေမကြားရတော့တဲ့ပြင်ခွေးနှကြီးကိုလည်းမတွေ့ရတော့ပါဘူးနောက်နေ့ရောက်တော့ကိုစန်းကျော်နေပြန်ကောင်းလာခဲ့ပါတယ်တကယ်လို့များတောင်းပန်ဖို့သာနောက်ကျသွားခဲ့ရင်ကိုစန်းကျော်နဲ့တရွာလုံးအတွက်ကမတွေ့ရစရာအခုချိန်မှာတော့ကိုစန်းကျော်တယောက်အိမ်အောင်တွေပါတွေကြလို့သားသမီးတွေတောင်ထွန်းကားနေပါပြီနောက်ဆုံးပေးချင်တဲ့ message ကတော့ကြော်ကြီးတွေထဲမှာဒီကြော်ကြီးအဆိုးဆုံးဆိုတာပါပဲဇလန်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်ကြောက်စရာကောင်းတဲ့ဇလန်ကောင်များကို Polar Creation ကနေတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ရှုစားကြဖို့အတွက်လည်းအကြံပြုလိုပါတယ်ဒါနဲ့တပါးတဲ့ like and follow လေးမလုပ်ရသေးဘူးဆိုရင်လုပ်ပေးသွားဖို့အတွက်လည်းတိုက်တွန်းချင်ပါတယ်ဒီဇလန်လေးနဲ့ပတ်သက်ပြီးအားလုံးရဲ့ထင်မြင်ချက်တွေကိုလည်းကွန်မန့်မှာရေးသွားပေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ